ကျမရဲ့လက်သက်ကြီးဘေးဖိုင်ဒီနေ့မှာစာပြီးအသက်ကိုဆုံးတာနော်ဘဝတစ်လျှောက်တော့တာယာပြီးချမ်းသာခက်ခဲဖြစ်စေချမ်းသာဖြစ်စေတရားဖြစ်စေကျမ်းမာဖြစ်စေနာဖြစ်စေဘာဝပြရဲ့မိတ်တော်နဲ့မြတ်စွာချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာပြုစုရဲ့ပေါင်းခေါ်ပါမည်ဟုဂတိသစ္စာပြုပါ၏